ဒီ reading လေးကိုတွေ့ပြီဆိုတာနဲ့သင်ဟာခံကောင်းတော့မှာပါဟုတ်ပြီဒီ draw အတွင်းတင်ပါရီရှောင်ရမလဲစောင်းရမလဲကြည့်ပေးပါမယ်သင်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ရည်မှန်းထားတဲ့အရာလေးတွေအောင်မြင်လာဖို့ရှိပါတယ်ကောင်းနေကြကြတယ်ပေါ့နော်ဘာလို့ဆောင်ရွက်မလဲအဲဆိုလို့ရှိရင်ရေဝဝင်ဆောင်ရွက်ပါပူပေါင်းမဲ့ကိစ္စတွေပူပေါင်းပြီးတော့ဆောင်ရွက်လို့ရတယ်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့အရင်တော့ခက်ခဲလုပ်နေတဲ့အရာတွေအကုန်လုံးလည်းပြန်ကောင်းလာဖို့ရှိတယ်။အရင်တော့အစပြုထားတဲ့အရာလေးတွေကနေပြီးတော့ဝင်ငွေတွေပိုတိုးလာတာမျိုးလေးမြင်ရပါတယ်။ကဲကမထွက်ပါဘူး။မင်းသူရှင်ဒီနေ့ကက်ကောင်းနေပဲကြာတာပဲ။1-1နေပေါ့နော်1-1နေတွေ့နေလို့ရှိရင်တော့တင်အောင်မြင်ဖို့နီးစပ်လာပြီပေါ့နော်1ကအတင်ရဲ့ဒီနေ့အတွက်ဖြစ်ဒါမှမဟုတ်ဒီလအတွက်အကောင်းဆုံးတော့အရာတွေပါတင်ပညာရေးဘက်မှာလေ့လာမယ်လို့ဆုံးဖြတ်ထားတဲ့အရာတွေလေ့လာလို့ရပါပြီသင်တန်းတက်မယ်ဆိုလို့ရှိရင်လည်းသင်တန်းစတက်လို့ရပြီပေါ့နော်ဘာသာရဲ့ရွေးချယ်မှုတွေမှာတခြားဆုံးဖြတ်ပြီးတော့ကောင်းတဲ့အရာတွေဒါရွေးချယ်ခဲ့မယ်ဆိုလို့ရှိရင်သင်အောင်မြင်ဖို့ရှိတယ်ပေါ့နော်သင်ဘာကိုပဲရွေးချယ်ဒီအချိန်မှာဒီဇိုင်းမမတ်တာလုပ်မယ်ဆိုလို့ရှိရင်အောင်မြင်ထင်ပေါ်ကြော်ကြားနိုင်ပါတယ်ဒီနောက်ဆုံးတစ်ခါလေးကြည့်ပြပါမယ်ဝေါ page 1နေရှိပြီပေါ့နော်ဒါလည်း1 page 1ဒီဥစ္စာလေးအလုပ်ကိုင်းနေတော့တော်တော်ပတ်သက်နေရပေါ့နော်သင်ပါရီဆူတောင်းထားလေအဲ့ဒါလေးကသင်အတွက်ကောင်းဖို့လာတွေမြင်ရပါတယ်ဝေါဒီရဲ့ဗီဒီယိုလေးကတော့အရန်ကောင်းနေပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကြည့်ပြီးတော့စိတ်ချမ်းသာနိုင်ပါစေကျန်းမာချမ်းသာလိုရာဆန္ဒပြပါစေကောင်းသောသူများနဲ့တွေ့ဆုံနိုင်ကြပါစေရှင်